အဲ့တော့တို့ကဟိုမိဘရိုးရာတိုင်းလုပ်နေတာပဲကိုယ်ပိုင်ဗုဒ္ဓဘာသာမဖြစ်သေးလို့ဟုတ်နော်မိဘရိုးရာတိုင်းတို့လိုက်လုပ်နေတာကိုယ်ပိုင်ဗုဒ္ဓဘာသာဖြစ်ရမယ်ဗျဖြစ်နိုင်ပါမလားဒီမုံဖြစ်နိုင်ပါတယ်ဗျာအချီချတော့တော်တော်ညီလာပဲဟုတ်မဟုတ်တော့ဘယ်လိုဆရာတော်တင်တာကအခုတရဏဂုံ3ပါးပြီးပြီဘယ်လိုဘွားမှာတော့များဘွားပြောတာအဲ့ဒီများကဘယ်လိုဘွားမှာတော့ထားမရမှာယူတော့ဖြင့်ဗုဒ္ဓတရဏကိစ္စဘွားတော့ဘဂဝါဤတိပြဟာတမန်တမုတ်တော့ဘုရားကုံတော်ကိုပါတပါးပါဘွားအဲ့ဒါပြောတာနော်ယူတော့ကတော့ဗုဒ္ဓတရဏကိစ္စပြီပေါ့ပွားရခါကျဖျားကုံတော်ကိုပါကြိုက်တာပွားဟုတ်နော်ယူတော့ကတော့တန်အန္တရဏကိစ္စမိပေါ့ဗျပွားရခါကျတုပ္ပတိဘာနောတို့ဘာတို့ညာတို့နော်ဟုတ်ကလားဟုတ်လားယူတော့ကတော့တန်အန္တရဏကိစ္စမိပေါ့ဗျအဲ့ဒီဗုဒ္ဓဂုံနဲ့တန်ငါဂုံကလွဲလို့ကျန်တာအကုန်လုံးကဓမ္မန္တရဏကိစ္စမိကြီးတယ်ပဲနေတာပွားရတဲ့ဓမ္မန္တရဏကိစ္စမိဟုတ်နော်ဟိုတို့ဘာတို့တော့ခါတော်တို့ဘာတို့လဲဓမ္မန္တရဏကိစ္စမိပဲတို့ရိတ်တာတွေကြတော့မိုးကုန်းဆိုရင်မိုးကုန်းနီးနဲ့ဝင်နေထွက်တဲ့ဓမ္မန္တရဏကိစ္စမိတို့မဟာစီကြတော့ဖောင်းနေပိန်နေမြင်းနေကြားတဲ့နာတယ်နဲ့အဲ့ဒါဓမ္မန္တရဏကိစ္စမိကြီးအဲ့လိုဘွားဖို့ခိုင်းတာဘုံဘုံนี่ဘွားသလားအဲ့လိုအဲ့တော့တို့ကတည်းကပြီးတယ်ဟိုမသုံးတတ်မှဆိုလို့ပြောတာပြီးတာတော့တန်ခါကဗုဒ္ဓတရဏကိစ္စကိုကြတော့ကိုကြိုက်တဲ့ဖရာကုံတော်ကိုပါတပါးပါကြိုက်တာဘွားပါလို့ဘွားတာတော့မတွေးပြအောင်လို့မတွေးပြအောင်လို့တန်တရာရှိတာအတွေးကြောင့်ရှိတာဟုတ်ဟုတ်မကောင်းရာရောက်တာအတွေးကြောင့်ရောက်တာတော့တန်တရာတူအောင်ရဲ့ကောင်းတဲ့အဆင်းမြင့်ဘဝရောက်အောင်ရဲ့အဲ့ဒီအတွက်တို့ကဒီကနေ့တရဏဂုံပွားရတာပွားရခြင်းအကြောင်းနဲ့သိထားအောင်ဟုတ်တယ်နော်မတွေးပြအောင်ပွားခိုင်းတာမတွေးရဘူးဒီကနေ့တွေးခြင်းမရအောင်ပွားနေရမှာများပွားဆိုတာအဲ့ဒါပြောတာနည်းပွားရင်များတွေးသွားမှာပေါ့များပွားမှနည်းတွေးမှာပေါ့ဟုတ်နော်မသာပွားမှတွေးရမှာပေါ့ကိလေသာတွေများပါတယ်အဲ့ဒီအတွေးဟာကိလေသာပဲကိလေသာရဲ့လို့သိကြမရှိဘူးအတွေးကနေဝင်တာဘာလို့ချစ်တော့တွေးမိမှချစ်တာဘာလို့မုန်းတော့တွေးမိမှမုန်းတာဟုတ်တယ်နော်တဏှာတွေလည်းတွေးမိမှဖြစ်တာအဲ့တော့အဲ့ဒီအကုသိုလ်မဝင်အောင်လို့ဒီတရဏဂုံပွားခိုင်းတာနော်အမီနော်